Hello မင်္ဂလာပါတော့ voice back ကတဲ့အနေနဲ့ကြိုဆိုလိုက်ပါတယ်တော့ဒီနေ့ကိုပုံမြင်လေးတစ်ပုဒ်ကိုဖတ်ပြမှာပေါ့နော်တော့ဖတ်ပြတဲ့ပုံမြင်လေးကိုနားထောင်ပြီးအသိဉာဏ်တွေဘဝတူတာတွေတိုးလိုက်မယ်လို့ယုံကြည်ပါတယ်ကဲအားဆိုလို့ရှိရင်ပုံမြင်လေးကိုစပြီးတော့ဖတ်ပြမယ်နော်ရှိရခါကတိုင်းပြည်တစ်ပြည်မှာတရားရှိတဲ့နာတတဘုရင်ဆိုတဲ့မင်းတစ်ပါးရှိခဲ့တယ်။ဘုရင်ကြီးစီမှာရှင်နှစ်တည်းကြား8နှစ်အရွယ်တားတော်လေးတစ်ပါးရှိခဲ့လေတယ်။သူရဲ့တိုင်းပြည်မှာလူတွေအေးချမ်းကြပြီးတရားတည်ရင်ဆောင်ရှောက်မှုဟာတောင်းတတောင်းဆန်းပါမကျန်မင်းကျင့်တရားနဲ့အညီအုပ်ချုပ်နေတယ်။တနေ့မှာတော့နာတတဘုရင်ကြီးကငယ်စဉ်ကပင်ဆွဲဆွဲမြဲမြဲစူးစမ်းတယ်လို့တရားကိုနားလည်တဲ့ဉာဏ်ပညာရဲ့အကြောင်းအရာကိုသိကျင်စိတ်ဖြစ်ပေါ်လာတယ်။ဒီလိုနဲ့သူ့ရဲ့ပညာရှင်ကြီးလေးဦးကိုခေါ်စေပြီးမိခဲ့တယ်။ဘုရင်ကြီးမိခဲ့တဲ့မိကိုကဉာဏ်ဆိုတာပါလေဘလို့တိမှဉာဏ်ကိုတကယ်သိရဖြစ်မလဲလို့မိခဲ့တယ်။ဘုရင်ကြီးရဲ့ပညာရှင်ကြီးလေးဦးအနက်ကပထမပညာရှင်ကြီးကဉာဏ်ဆိုတာတိတိတာတာကြားနာတတ်ရမယ်။လူတစ်ယောက်ရဲ့ဉာဏ်ဟာနားထောင်ပေးနိုင်မှုကနေစတဲ့နယ်လို့ဖြေဆိုခဲ့တယ်။ဒုတိယပညာရှင်ကြီးကတော့ဉာဏ်ဆိုတာမြင်တတ်ဖို့လိုတယ်။အရင်လိုမျိုးထင်လွယ်ထင်မြန်မလုပ်ဘဲအသေးစိတ်စူးစိုက်တဲ့မျက်စိတစ်စုံရှိဖို့လိုတယ်လို့ဖြေဆိုခဲ့တယ်။နောက်ထပ်တတိယပညာရှင်ကြီးဖြေဆိုပုံကဉာဏ်ဆိုတာသဘောတရားနားလည်တတ်ဖို့အရေးကြီးရဲ့။မြင်သာကြားတာတွေထဲကမှအဓိပ္ပာယ်ကိုရှာတတ်ဖို့လိုတယ်ဆိုပြီးတော့ဖြေဆိုခဲ့တယ်။နောက်ဆုံးအနေနဲ့စတုတ္ထပညာရှင်ကြီးဖြေဆိုရမယ့်အလဲကိုရှောက်လာခဲ့တယ်။စတုတ္ထပညာရှင်ကြီးကဉာဏ်ဟာအသုံးချတတ်ဖို့လိုတယ်။တိတာနဲ့နားလည်တာကိုလုံးဆောင်မှုနဲ့ချိတ်ဆက်နိုင်မှအဓိပ္ပာယ်ပြည့်စုံတယ်လို့ဖြေဆိုခဲ့တယ်။ဘုရင်ကြီးဟာသူ့ရဲ့ပညာရှင်ကြီးလေးဦးရဲ့အဖြေများကိုနှစ်ဆိုင်သဘောကျတော်မူခဲ့ပြီးတော့ချီးကျူးခဲ့တယ်။ဉာဏ်လေးပါးကတရားအခြေခံဖြစ်ပြီးဘယ်သူမှဆိုဒီလမ်းကြောင်းတိုင်းလျှောက်ရင်တတန်းထဲမှာမလဲမတွေ့ဘူးလို့ကောက်ချက်ချခဲ့တယ်။အဲဒါကြောင့်ဘုရင်ကြီးကသူ့ရဲ့သားတော်ကိုလည်းဉာဏ်နဲ့စမ်းရည်တိုးတက်ဖို့ရွေးထွေးမှုနဲ့တန်တရားတရားများကိုသင်ကြားစေခဲ့တယ်။ဒီပုံရိပ်လေးကနေပြပြချင်တဲ့အကြောင်းအရာလေးကဒီလောကမှာကျင်နေတဲ့အခါကျရင်နားထောင်တတ်တဲ့သူသိမြင်တတ်တဲ့သူနားလည်တတ်တဲ့သူနဲ့လက်တွေ့ကျင့်သုံးတတ်တဲ့သူကတကယ်တော့ဉာဏ်ရှိတဲ့သူပဲဆိုတဲ့သင်ခန်းစာကိုပေးချင်တာဖြစ်ပါတယ်။ပထမတစ်ချက်အနေနဲ့ကိုယ့်ဘက်ကပဲရယူဖို့ပဲအတ္တမကြီးပဲနဲ့တပါးသူရဲ့စိတ်ဆန္ဒဒုက္ခများကိုနားထောင်ပြီးမိမိရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့အကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်ရမယ်။ဒုတိယတစ်ချက်အနေနဲ့မျက်စိနဲ့မြင်သမျှကိုပဲအမှန်မထင်ပဲနဲ့ဘာကြောင့်ဖြစ်တာလဲဆိုပြီးတော့အကြောင်းအရာတစ်ခုရဲ့အရင်အမြင်ကိုလေ့လာပြီးတော့အဖြေရှာတတ်ရမယ်။တတိယတစ်ချက်အနေနဲ့မြင်သမျှကြားသမျှကိုပဲယုံကြည်မနေပဲဖြစ်ပျက်သဘောတရားကိုနားလည်လက်ခံစွာမြင်သမျှကြားသမျှတရားမှာမိမိရဲ့ပင်ကိုယ်အသိဉာဏ်နဲ့ရှင်ခါနားလည်သဘောပေါက်တတ်ရမယ်။စတုတ္ထအချက်အနေနဲ့မိမိတည်ထားသောအရာနားလည်ထားသောအရာများကိုသိနာလည်ရုံအစစ်မှမထားပဲလက်တွေ့လှုပ်ဆောင်မှုများနဲ့ချိတ်ဆက်ဖော်ဆောင်တတ်ကြမယ်။ဒီလေးချက်ကိုကျင့်ကြံလှုပ်ဆောင်နေဆိုရင်လောကအလယ်မှာရှင်သန်ရက်တည်ရာမှာအခက်အခဲများကိုအောင်မြင်စွာဖြေရှင်းနိုင်လိမ့်မယ်လို့သင်ခန်းစာပေးချင်တာပါ။ကဲပရိသတ်ကြီးလည်းတောမြောက်ရဲ့ဘုဒ္ဓတာများကိုတောမြောက်ရဲ့ဘုဒ္ဓတာများကိုနားထောင်ပြီးတော့အကျိုးရှိစေမယ်လို့တော့ပြန်လည်ပါတယ်။နောက်ထပ်လည်းဘုဒ္ဓတာရစေမယ့်စာလေးတွေပုံလေးတွေဖတ်ပြပြီးတော့ဘုဒ္ဓတာတွေကိုထပ်ပြီးတော့မျှဝေမှာဖြစ်တဲ့ကြောင့်မို့လို့တော့ channel လေးကို subscribe လုပ်ခဲ့ပါဦးနော်။